number 1အသက်ကြီးလာတဲ့မြဥဒုကြီးဟာချွေရင်းလာတယ်ဘာကြောင့်လဲအကြောင်းအမျိုးမျိုးကြောင့်เนาะဒီ thyroid hormone အရင်စိတ်ဝင်စားဖို့ကောင်းတာလေကျမညကဒီဝိသုဒ္ဓိမဲ့ဒုတိယတွဲကိုပြန်ဖတ်မိတယ်ဖတ်မိတဲ့အခါမှာ तू ကအကုန်ရေးထားတာနော်ဒီဥဒုကြီးဟာကျမတို့စားလိုက်တဲ့အစာကိုเนาะဇီဝဖြစ်စဉ်ထဲမှာเนาะအစာလေးခြေပေးတယ်ဇီဝဖြစ်စဉ်အတွက်လည်းအရေးကြီးတယ်အဲ့ဒါကကျမတို့စိတ်ပညာနဲ့ဘယ်လိုသွားပြီးတော့ကြည့်လိုက်လို့ရမလဲဆိုရင်ဒီ thyroid hormone is responsible for metabolic functions เนาะ metabolic functions ဆိုတာဇီဝဖြစ်စဉ်လေသူမရှိရင်မဖြစ်ဘူးလေသူမရှိရင်အကုန်ဒုက္ခဖြစ်တာเนาะအဲ့တော့ဥဒုကနဲလာတာကဘာကြောင့်လဲအသက်ကြီးလာအသက်ကြီးလာရင်စားတာတောက်တာလည်းနဲသွားတယ်เนาะနည်းနည်းပဲစားတယ်အသားတွေလည်းတိတ်မစားတော့ဘူးသွားမကောင်းလို့ပဲဖြစ်စေစိတ်ထဲကမစားချင်လို့ပဲဖြစ်စေအစာမကြေလို့ပဲဖြစ်စေเนาะ vegetarian ကတတ်လို့စားတာကြောင့်လည်းဖြစ်စေအသားဓာတ်နဲသွားတယ်နဲသွားတဲ့အခါမှာဒီဥဒုဖြစ်တဲ့ thyroid hormone ရဲ့အဓိကကုန်ကြမ်းက protein amino acid เนาะအဲ့ဒါကဘာလဲ amino acid tyrosine ဟုတ်ပြီနော်နောက်ပြီးတော့ iodine ဓာတ်စားတွေကလည်းနည်းလာကြတယ်အဲ့ဒီတော့ဒီ thyroid hormone ရဲ့အဓိကကုန်ကြမ်းတွေက protein ဓာတ်ဖြစ်တဲ့ tyrosine နဲ့ iodine ဓာတ်ဖြစ်တယ်အဲ့တော့ဓာတ်တီချိုးတဲ့လာလို့ကောင်းကုန်ကြမ်းနေလဲလာလို့ thyroid hormone မထုတ်နိုင်တာကတကြောင်နောက်တကြောင်ကျမတို့မြန်မာပြည်နဲ့သက်ဆိုင်နေပါတယ်ဒီဥဒုလို့ခေါ်တဲ့ thyroid hormone ဟာထွက်လာပြီးရင်သူကချက်ချင်းကလပ်စီးထဲမှာအလုံးမလုံးနိုင်သေးဘူးသူက T4 သူကအသေးရဲ့ကြောက်ကကင်မှာအလုံးလုံးနိုင်တဲ့ form ကိုပြောင်းရတယ်ဒါပေမဲ့ကျမတို့နိုင်ငံမှာအသေးယောဂဖြစ်နေတဲ့လူတွေအများကြီးပဲကြောက်ကယောဂဖြစ်နေတဲ့လူတွေအများကြီးပဲအသေးမချမ်းမှာကြောက်ကမချမ်းမှာဖြစ်တဲ့အခါမှာ thyroid hormone ကထုတ်နိုင်ပေမဲ့လို့ active form လို့ခေါ်တဲ့ကလပ်စီးထဲမှာအလုံးလုံးနိုင်တဲ့ form ကိုမပြောင်းနိုင်ကြဘူးเนาะအဲ့ဒီခါဖြစ်တဲ့နောက်တစ်ခုအခုနောက်ပိုင်းအရန်ဆိုးလာတာကျမတို့တိုင်းပြည်မှာ autoimmune ယောဂါတွေအရန်ဖြစ်နေကြတယ် autoimmune ယောဂါဆိုတာเนาะအကြောင်းအမျိုးမျိုးကြောင့်ကိုယ်ခန္ဓာကိုယ်ကြီးရဲ့ခုခံအားတွေဟာကစိတ်တရားဖြစ်ပြီးတော့ခန္ဓာကိုယ်ရဲ့ပုံမှန်ကောင်းနေတဲ့အစိတ်အပိုင်းတွေကိုရန်သူထင်ပြီးတော့ပြန်ပြီးဖျက်ဆီးတာအဲ့ဒီလိုဖျက်ဆီးလိုက်တဲ့အခါကျရင်ဒီဥဒုကြီးကလည်းပြတ်သွားတယ်เนาะအဲ့တော့ပေါ့နော်အကြောင်းမျိုးမျိုးကြောင့်ဒီအထူးသဖြင့်ဒီအသက်ကြီးတဲ့လူတွေမှာဥဒုကြီးချွတ်ယွင်းနေတယ်ဒါပေမဲ့ကျမနောက်ပိုင်းဘာတွေ့လာလဲဆိုရင်ဥဒုချွတ်ယွင်းတာအရင်ကတော့အသက်ကြီးတဲ့လူတွေမှာအဓိကဖြစ်တယ်နောက်ပိုင်းလူရွယ်တွေအများကြီးဖြစ်နေတယ်ကလေးတွေတော့မှဖြစ်နေတာကိုတွေ့ရတယ်အဲ့ဒါဘာကြောင့်လဲအစားအသောက်အရည်သွေးတွေပြောင်းလဲသွားပြီးပတ်ဝန်းကျင်ကြီးလုံးဝပြောင်းလဲသွားပြီเนาะအဲ့ဒါကြောင့်ဒါဥဒုအာဟာရကလည်းထိုနည်းတူစွာပဲအသက်ကြီးလာရင်သိမစားတော့ဘူးစားတာကလည်းနည်းနည်းလေးเนาะနောက်ပြီးတော့နည်းနည်းလေးစားတဲ့အထက်ထဲမှာအခုနောက်ပိုင်းကလည်းအစားအသောက်တွေကအရင်ကလိုမဟုတ်ဘူးအာဟာရတွေနဲ့မပြည့်စုံတော့ဘူးအဲ့ဒီခါမှာအာဟာရတွေချိုးတဲ့တယ်အာဟာရကဒီကလပ်စီးစွမ်းအင်เนาะ cellular energy ကလပ်စီးစွမ်းအင်အတွက်လောင်စာတွေဖြစ်တယ်ဒါမြင်ရတဲ့အစားအစာတွေမမြင်ရတဲ့အစားအစာ vitamins တို့ minerals တို့ bioflavonoids တွေကြတော့သူတို့ကဒီဇီဝဖြစ်စဉ်တွေမှာအကူဓာတ်တွေဖြစ်တယ်သူတို့ဝိုင်းကူတယ်ဒါကြောင့်မလို့
အိမ်မာလို့ပေါ့နော်အိမ်ပေါ်မရှိရင်ကိုတယောက်တည်းလုပ်ရရင်ကြာမလုပ်နိုင်ဘူးပင်မနေမောတယ်ထိုနည်းတူစွာပဲနော်ဒီအကူဓာတ်ကြီးငယ်ပါလာရင်ခန္ဓာကိုယ်ကြီးကလည်းခါတိုင်းလုပ်နေကြအလုပ်တွေကိုကောင်းထိထိရောက်မလုပ်နိုင်တော့ဘူးဒါကြောင့်မလို့ကျမကပြောတာအခုနောက်ပိုင်း vitamins တွေပါတွေကိုတောက်ကြပါအလကားမဖြစ်ပါဘူးအလကားစီးရကနေထွက်ပြီးပတ်စံကုန်တာပဲအဖတ်တင်တာမဟုတ်ပါဘူး